ကျင်ဆောင်ဆိုတဲ့ခေါ်တန်ကြောင့်ကျင်ဆောင်ဟာအတိပြန်ဝင်လာပြီးဆုံးဟာလို့ခေါ်လိုက်ပေမဲ့ခေါင်းတွေကတော့မူနေပြီးကိုထိန်းချုပ်မရဖြစ်နေပါတယ်ထို့နောက်ညကိုစောက်ဆွဲလိုက်ပြီးတော့ညံထွက်ကြည့်တော့ဒီဆုံးဟာလို့အော်ပြောနေပါတယ်ဆုံးဟာကတော့ကျင်ဆောင်လို့ခေါ်နေပြီးကျင်ဆောင်ကထပ်ပြီးတော့လက်ကိုဓာတ်အဖြစ်ပြောင်းခြင်းအဲ့ဒါကခန္ဓာကိုယ်မကျိုးနိုင်တဲ့ဓာတ်အဖြစ်ပြောင်းနိုင်တာပဲအဲ့ဒါဖြစ်နိုင်တယ်ဟုတ်တယ်မှလားလို့ထပ်မံအော်ပြောလိုက်ပါတယ်ထိုအခါဆုံးဟာဆိုတဲ့ငနေကကျင်ဆောင်လို့တိုးလေးခေါ်ကတွေးတော့နေပြီးမှငါတောင်းမှတ်ပါတယ်ငါရင်ထွက်ကြည့်တော့မယ်ကျင်ဆောင်ဆိုပြီးထွက်သွားပါတော့တယ်ကျင်ဆောင်ကတော့ထိုအခါမှကောင်းလိုက်တာအဲ့ဒါကလို့ပြောနေတော့ညကောင်ကမင်းယူသွားပြီလားလို့မေးတော့ကျင်ဆောင်ကခဏပြောစရာလည်းမကောင်းဘူးကျွန်တော်73ခုနှစ်ရောက်လမ်းကြောင်းကိုရွေးရတော့မယ်လို့စူးခြားတဲ့အကြည့်တွေနဲ့ပြောလိုက်တဲ့အခါညကောင်က73ခုနှစ်ရောက်လမ်းကြောင်းဆိုတာဘာပြောရလဲလို့ထပ်မံမေးလိုက်ပြီးစိတ်ထဲမှာတော့ဒီလိုအခြေအနေမျိုးမှာစိတ်ဆွမ်းဖွက်ထားတဲ့လူရှိရဆိုတာအောင်းဆောင်သိအောင်တနည်းနည်းနဲ့အသိပေးရမယ်လို့တွေးနေပါတယ်ကျင်ဆောင်ကတော့ငါလည်းမသိဘူးဆိုကပိုင်းလိုက်ပါတော့တယ်ခုနောက်ဆဲဟွန်းတို့ဘက်ကိုလိုက်ကြထားပြီးတော့ဆဲဟွန်းကနောက်ဆုံးတော့ရပြီလို့ပြောလိုက်တဲ့အခါညဘူခင်အီချမ်းကလှပတဲ့မျက်နှာနဲ့လိုက်ဖက်တဲ့ဓာပဲလို့မှတ်ချက်ပေးနေတဲ့အတွက်ဆဲဟွန်းကကျမဓာနဲ့ရှင့်ကိုတစ်ချက်တိုက်ပြီးတာနဲ့ရှင်ကြောင်းလေးသွားမှာပါလို့ပြောတော့အချမ်းကဒါဆိုအခုမင်းငါ့ကိုချစ်ဆိုင်နိုင်ပြီလို့ထင်တာလားဆိုကဓာနဲ့အကုန်ခုတ်လိုက်ပါတော့တယ်ဆဲဟွန်းကတော့ထိုတိုက်ခိုက်ချက်ကိုကာကွယ်လိုက်ပြီးမတိတာဘူးလားလို့မေးတော့အီချမ်းကမင်းငါစိတ်ဆွမ်းကိုရှောင်လိုက်တာလားမင်းရဲ့ဓာကဂမ်ဘီယာဆွမ်းတွေပိုင်းဆိုင်ထားတာလားလို့မေးတော့ဆဲယွန်းကကျမကအရှင်းရဲ့စိတ်ဆွမ်းအကြောင်းဘယ်လိုလုပ်သိမှလဲအဲ့တော့ရှင်ပြောချင်တာကအရှင်းရဲ့ရည်စရာကောင်းတဲ့တိုက်ချက်တွေကရှင်းရဲ့တမန်မှုကနေမဟုတ်ပဲစိတ်ဆွမ်းအကြောင်းလို့ပြောချင်တာလားလို့မေးတဲ့အခါအီချမ်းကစိတ်ထဲမှာအဲ့ဒါကကောင်းကောင်းအလုပ်ဖြစ်ရင်တူဓာတ်နဲ့ပိုင်းတာခံရလောက်ပြီးအဲ့ဒါကငါ့ရဲ့စိတ်ဆွမ်းကိုအားနဲ့သွားအောင်လုပ်နိုင်စွမ်းရှိတယ်လို့တွေးနေပြီးအဲ့ဒါတော်တော်ကောင်းတဲ့ဓာတ်ပဲလို့ပြောလိုက်ပါတယ်ဆဲယွန်းကတော့လူတော်ညကတော့ကျမဒီဓာတ်ကိုယူမိတာမိသားစုရဲ့ကျန်တဲ့ကိုတ냐တိုက်တာပဲလို့ပြောကြတယ်။အကြီးရဲ့ကြမ်းမဲ့တူကိုချင်းဆိုင်နိုင်တဲ့ဓာတ်ကောင်းဆိုးဝါးတက်ထက်တဲ့ကြားလေးကောင်အပေါ်ကကျေတာတွေမှာစိတ်ဝိညာဉ်တွေပါတယ်လို့ပြောကြတယ်။ပြီးတော့အုံညူလူရဲ့စိတ်ဆွမ်းပုံမူတည်ပြီးကိုင်းဆောင်သူကအေးစင်အထက်မှာရှိတဲ့အရာတွေကိုလှီးဖြတ်နိုင်တယ်။ရေးကြီးတဲ့အရာကတော့ကျမဒီဓာတ်နေတာဆိုရင်ရှင့်ကိုရှင်းပြနိုင်တယ်လို့ပြောကနတ်ဆိုဓာတ်တိုက်ပညာဆိုပြီးကိုပွားရီနဲ့ဝင်ရောက်တိုက်ခိုက်ပါတယ်။နတ်ဆိုဓာတ်တိုက်ပညာတိုက်ခိုက်ရန်ကိုပွားညာကိုဖန်တီးနိုင်သည်။အီချမ်းကတော့ဟာမင်းကဆွဲဆောင်မှုရှိတဲ့လူတယောက်ပဲတကယ်ပဲငါပဲမပြောင်းချင်ဘူးလားဆိုကမဲဆွဲနေပါသေးတယ်။အင်းကတော့ကျမမိသားစုကစိတ်ရှိမှာမဟုတ်ဘူး။ရှင်းလူမျိုးဆိုလုံးဝဟင်းအင်းပဲဆိုကတိတ်ငင်းလိုက်ပါတော့တယ်။ကောင်းတယ်။ကျန်ကတော့မင်းလူမျိုးကိုတက်တက်တာကရှက်စရာတော်တော်ကောင်းပါပဲနော်ဆိုကဓာတ်ကိုညှောက်လိုက်ပြီးငါမင်းကိုကောင်းကောင်းကစားမပေးနိုင်တာနှမျောစရာပဲဆိုကခုတ်လိုက်ပါတော့တယ်။ဆဲယွန်းကတော့အသေးအတန်ခုခံရင်ရှောင်ရှားနေရပါတယ်။အီချမ်းကမင်းကလေးမင်းအခုကြောက်မနေဘူးလားလို့မိကကြမ်းတမ်းစွာတိုက်ခိုက်နေကြည့်ရတာငါရဲ့တိုက်ခိုက်မှုကပူတာနေတယ်လို့ပဲလို့ပြောတဲ့အခါဆဲယွန်းကမတားသေးပါဘူးလို့ပြောပြီးနတ်ဆိုတားလိုက်ပညာဆိုကကိုပွားရီနဲ့လာရင်ဒါကိုကားနိုင်အောင်ပြန်ကြိုးစားကြည့်လေဆိုကတိုက်ခိုက်ရင်းနဲ့သူ့ရဲ့စိတ်ထဲမှာသူ့ရဲ့ဓာတ်လွှဲချက်တွေကညံပြီးအားပါတယ်ဒါပေမဲ့သူကနေတော့ငါတိုက်ခိုက်လိုက်ကိုဝါးတွေကလည်းတိုက်ခိုက်တယ်အဲ့အချိန်လေးအတွင်းလို့တွေးကတိုက်ခိုက်နေပေမဲ့ဆန်းဟိုးကပဲခံနေရတဲ့အတွက်စိတ်လေးကနေချီးပဲငါတော့ခံနိုင်ဝဲလုံနိုင်တယ်ဆိုတာထပ်မှတ်ပြီးတွေးနေပါတယ်အီချမ်းကငါမင်းကိုတကယ်တဘောကြရလို့ပြောတော့ဆန်းဟိုးစိတ်ထဲမှာချီးပဲသူကဓာတ်ရိုက်တိုက်ခိုက်ချက်တွေမှာငါထပ်ပို့တာတယ်ငါရဲ့ကိုဝါးတွေနဲ့အဆောက်ထားပြီးအချိန်ဆွဲရမယ်လို့တွေးနေပါတယ်အီချမ်းကလည်းမင်းငါရဲ့တိုက်ခိုက်စွမ်းရည်ကိုနားနဲ့တဘောပေါက်ပြီးမဟုတ်ဘူးလားငါရဲ့ကျွမ်းကျင်မှုတွေကမင်းငါဘက်ပြောင်းလာဖို့အတွက်လုံလောက်တယ်လို့မထင်ဘူးလားဆိုတော့ဆန်းယွန်းကမလုံလောက်သေးပါဘူးလို့ပြောကငါအသက်နိုင်ဆုံးအချိန်ဆွဲရမယ်လို့တွေးနေပါတယ်ထို့တော်လည်းဆန်းယွန်းလက်တွေဟာတော်တော်နာကျင်နေပြီပဲဖြစ်ပါတယ်ထိုချိန်အီချမ်းရဲ့ဓညာစစ်တီတွေဟာကျောင်းသားတွေကိုဖမ်းခေါ်လာပါတယ်ကျောင်းသားတွေကလည်းငါတောင်းပန်ပါတယ်ငါ့ကိုကယ်ပေးပါလို့အော်ဟစ်ကအကူကြီးတောင်းကြပါတယ်အဲ့ဒါကိုညီတော့ဆန်းယွန်းကသူတို့ကတချို့ကိုတော့ဖမ်းလာပြီလားသူတို့ဘာလို့အပြင်ကနေလာနေကြရလဲဒီလိုရိုးဖြစ်နေပြီဆိုရင်ရဲကြီးတွေစစ်သားကြီးတွေဘေးပတ်လည်မှာရှိနေသိပြီလေသူတို့ကတစားကန်နေရှိနေလို့ဘာမှမလုပ်ပဲနေတာလားလို့တွေးနေပါတယ်အီချမ်းကတော့သူ့စစ်သားတွေကိုရဲဘော်ရဲဘက်တို့မင်းတို့လှေကားတွေအနောက်ကိုသွားမစစ်ဘူးလားဘာလို့အပြင်ကရဲဘော်ရဲဘက်တွေကိုပဲဆွဲနေလာရတာလဲလို့မေးတဲ့အခါစစ်သားတွေကဟုတ်ကဲ့စာကျွန်တော်တို့စစ်သားတွေကိုနှစ်ဖွဲ့ခွဲပြီးတစ်ဖွဲ့ကိုတောင်ကိုရီးယားဟာတွေကြောင်ပိတ်ဖို့အတွက်ကနွေပေါက်တွေမှာထားထားပါတယ်တခြားတစ်ဖွဲ့ကိုတော့ကနွေပေါက်တွေကနေခုံချလာရင်ဖမ်းဖို့အတွက်စောက်ခိုင်းထားပါတယ်ပြန်မလာသေးတဲ့ရဲဘော်ရဲဘက်တွေကတော့အပြင်မှာလူတွေကြံနေလားဆိုတာစစ်ဖို့လွှတ်ထားပါတယ်လို့တင်ပြနေပါတယ်ထို့ချိန်ဆဲုံကပါသူတို့ကစောက်ဖို့အတင်ကိုအရင်ဆုံးသွားခဲ့တာလားလို့အလန့်တကြားပြောနေရင်းမှာစိတ်ထဲကနေဒါဆိုဒီမှာသူတို့ပဲရှိနေတာလားစစ်သားတွေကဘာမှမလုပ်ရသေးဘူးပေါ့သူတို့ကတော်တော်တတိထားနေတယ်ဆိုရင်တောင်မှအခုဒီဘာမှမလုပ်ကြသေးတဲ့ပုံကိုကြည့်ရတာတော်တော်ထူးဆန်းတယ်တခုခုတော့မှားနေပြီလို့တွေးနေချိန်မှာပဲအီချမ်းကမင်းကလေးမင်းရဲ့ပုံကိုကြည့်ပြီးမင်းဘာတွေတွေးနေလဲဆိုတာငါပြောနိုင်တယ်မင်းဘာလို့အကူအညီတွေရောက်မလာလေးလဲဆိုတာသိချင်နေတာမှတ်လားအဲ့ဒါဆိုရင်တော့မင်းရက်တဲ့ပြီငါတို့ရဲဘော်ရဲဘက်တွေထဲကတယောက်ကသူ့စိတ်ဆွမ်းနဲ့ဒီနေရာကိုယာယီခွဲခြားထားတယ်ဆိုတော့ဆဲယွန်းကတန့်ခွဲခြားထားလားလို့အထိတ်တလန့်ပြောတော့အီချမ်းကထပ်ပြီးတို့မတင်လာပဲဘာလို့ဒီလိုအခြေအနေမျိုးကိုဖန်တီးမလဲဒီဘန်ကအပြင်လောကအတွက်တော့အဆင်ပြေနေတဲ့ပုံပေါ်နေမှာတယောက်မှအထဲမှာဖြစ်နေတာကိုတတိထားမိကြမှာမဟုတ်ဘူးလို့ကြောက်စရာအတုံပြီးပြောတဲ့အခါမှာဆဲယွန်းကပုံမထိတ်လန့်သွားပြီးစိတ်ထဲမှာတော့ဘာလို့ဖြစ်နေတာဘယ်လို့မှမသိဘူးဟုတ်လားအလောက်ကမှရဲတွေမလာခင်အထိတောက်ခံထားဖို့ပဲလို့တွေးထားတာဒါပေမဲ့ဘာတိုင်ချက်မှမရှိဘူးဆိုရင်ငါတနည်းနည်းနဲ့ထွက်သွားနိုင်အောင်လုပ်ရမယ်မဟုတ်ဘူးအဲ့လိုလားဆိုငါပြန်ရောက်တဲ့အချိန်ကျသူ့အကုန်လုံးကိုတက်ပြီးနေလောက်ပြီဒါပေမဲ့ငါတောက်ခံနိုင်တာကလည်းအကန့်အသတ်ရှိနေတယ်ဆိုပြီးတွေးကဘာလို့ကမလဲမသိဘူးလို့အထိတ်တလန့်ပြောနေရင်ဒီအပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ
ထို့သို့အကျက်အသေးဖြစ်နေချိန်အီချမ်းကအဲ့တော့ဘာဖြစ်သွားရလဲမိန်းကလေးစောစောတုန်းကမင်းရဲ့စွမ်းရည်ဒီဘာဖြစ်သွားရလဲလို့မေးနေတော့ဖန်ခံရထားတဲ့အုပ်စုတွေကဂျာကြီးဝစ်စုံတဲ့တယောက်ဟာစောက်ကြည့်နေတဲ့ညတခြားဘက်လှည့်သွားတဲ့အချိန်မှာပဲသူ့ရဲ့စိတ်ဆွမ်းတွေကိုသုံးကငါဘာမှမလုပ်ပဲမနေနိုင်ဘူးဆိုကသူရဲ့ကောင်းဆက်ဆံဖုံးကြည့်ရတော့အကြီးသွားပြီးတော့အကြီးပေါ်ခလုတ်ကဒီဟာပဲအကြီးပေါ်ဗန်တညတိုက်ခံနေရတယ်အချမ်းဖက်သမားတွေဝင်လာပြီးမကြဘူးလားဟယ်လိုဆိုပြီးအသေးအတန်ပြောနေပြီမဲ့ဟိုဘက်ကတန်တီတန်မကြတဲ့အတွက်သူ့စိတ်ထဲမှာဘာလို့လိုင်းတစ်ခုမှမရရလဲဆိုပြီးအထိတ်တလန့်တွေးနေတဲ့အချိန်အီချမ်းကမင်းကဘန်ဝင်တိုင်းရဲဘော်ရက်ဘက်လာလို့ခေါ်လိုက်တဲ့အတွက်ထိုသူကထိတ်တန့်သွားပါတယ်အီချမ်းကဆက်ပြီးမင်းစောစောတုန်းကမိန်းကလေးကိုပြောလိုက်တာမကြဘူးလားရဲဘော်ရက်ဘက်တွေကိုဖုံးပေးထားတဲ့စိတ်ဆွမ်းတစ်ခုရှိရလို့ငါပြောခဲ့ရလေအဲ့ဒါကြောင့်ခုံးအောင်မှရှိရဖုံးတွေခလုတ်တွေလည်းအလုပ်ထင်မှာမဟုတ်ဘူးလို့ပြောတဲ့အခါထိုသူကကြောက်လန့်နေတဲ့ပုံနဲ့ကင်ချမ်းလို့ပြောနေပါတယ်ထိုစကားကြောင့်ကျောင်းသားတွေကလည်းဖုံးတွေကိုထုတ်ကြည့်လိုက်တဲ့အခါမှာတော့ဟုတ်တယ်ဟာအဲ့ဒါကြောင့်စောစောတုန်းကဒါတွေကအလုံးမလုပ်တာပေါ့လို့ပြောနေကြပါတယ်သောနာကလူကခင်ချမ်းဘာဖြစ်လို့နေကကြောင်တောင်ကြီးဘန်ကိုတင်ရတိုက်တာလဲလို့ကြောက်လန့်နေကြမေးတော့ဒီချမ်းကမင်းအလုပ်ကိုစော်ကားနေတာလားအလုပ်တွေအကုန်လုံးကညီညညအရေးပါတယ်လေဒါတွေကကြီးမြတ်တဲ့ကွန်မြူနတီဝါဒရဲ့နမူနာတွေပဲလို့ပြောတော့သူကငါဒီမှာရှိနေတာစစ်သားတွေတိသွားရင်မင်းလုံးချုံမှာမဟုတ်တော့ဘူးလို့ပြောတော့ဒီချမ်းကလီစင်းလားတောင်မွေးမှာအိတ်ကောင်ရှိတာပဲလို့ပြောရင်ဂျီမောနေကစောနာကသူကိုဓာတ်နဲ့ကျွေးလိုက်ရင်ငါတို့တင်းထန်တဲ့တင်ကန်းစာလေးတစ်ခုလောက်လိုနေပြီမဟုတ်လားလို့မေးတဲ့အခါထိုသူကဟုတ်ပါဘူးလို့ပြောရင်ချွေးသီးချွေးပေါက်တွေကျနေပါတယ်ဒီချမ်းကအဲ့လိုဝမ်းနဲ့မနီပါနဲ့လို့ပြောကဓာတ်နဲ့ခုတ်မလို့လို့တော့အောက်ကဆန်းဝန်းကဟောလိုက်တော့ညောက်ကိုရီးယားမကောင်းဆိုးကောင်လို့ပြောလိုက်ပါတယ်ထိုခါအီချမ်းကမင်းငါ့ကိုညောက်ကိုရီးယားမကောင်းဆိုးရလို့ပြောလိုက်တာလားဆိုကကြည့်လိုက်ရင်တကယ်ပဲလို့ပြောနေတော့မှာပဲဆန်းဟွန်းကကျမကိုပဲတိုက်ခိုက်တင်တယ်အဲ့လူကိုလှုပ်ပေးလိုက်တော့လို့ပြောလိုက်တဲ့အခါအီချမ်းကမင်းငါ့ကိုအဲ့လူပထမအဆုံးအချိန်ခေါ်လိုက်တာပဲမိန်းကလေးအဲ့ဒါကဘာကိုဆိုလိုတာလဲဆိုတာကိုသိရလားမင်းမနေပြီမင်းသိစရာအကြောင်းမရှိဘူးဆိုကခုတ်ချလိုက်ပါတော့တယ်အဲ့တော့ကင်ဆယ်ဟွန်းကလန့်နေပြီကင်ချမ်းကမင်းတီးခဲ့ရင်ကင်ချမ်းကိုအဲ့လိုခေါ်မှာမဟုတ်ဘူးပြောနေချိန်မှာပဲစောနာကခုတ်ခံလိုက်ရတဲ့သူကငါချက်တော့မဖြစ်ဘူးကျွန်တော်ကိုအသက်ချမ်းသာပေးပါငိုရိုစာပြောနေပေမဲ့အီချမ်းကတော့လက်ဆက်သုံးပေးလိုက်ပါတယ်ဆန်းကထုံငင်ခွင်းကြောင့်ဒီအေးချင်းကွာခြားမှုကကြီးလွန်းတယ်ငါအချိန်ကိုတော့ဆွဲနိုင်ပေမဲ့တခြားလူကိုကာကွယ်ပေးဖို့ကတော့မထင်နိုင်သေးဘူးလို့တွင်ရင်ဝမ်းနေပါလေထိုချိန်အီချမ်းကသွေးတွေရွှဲနေတဲ့ဓာတ်နဲ့ဆန်းကိုကျွဲကမင်းငါကိုတိုက်ခိုက်ချင်နေတာဆိုတော့မင်းရဲ့ခြေတွေလက်တွေကိုလှိပစ်ပြီးငါအိတ်ထဲထည့်ထည့်သွားမယ်အဲ့ဒါကိုဂုံယူစရာလို့တွေးလိုက်ပါဟုတ်ပြီလားလို့ပြောနေချိန်မှာတကားဖွင့်တဲ့ကြားလိုက်ရတဲ့အတွက်အီချမ်းတို့လူတွေအကုန်လုံးရဲ့အာယုံဟာတကားစီရောက်သွားတဲ့အချိန်ကျွန်တော်ဒီကိုအာယုံစိုက်ခံဖို့လာတာမဟုတ်ပါဘူးလို့ပြောရင်စွန်းဟာကဝင်လာပါတယ်ဟိုကအီချမ်းကဘာလဲရဲဘော်ရဲဘက်လို့မေးလိုက်တဲ့အခါဘေးကစစ်သားကကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ချက်ချင်းသူ့ကိုဖိုင်းလိုက်ပါမယ်လို့ပြောပါတယ်စွန်းဟာကမင်္ဂလာပါဆိုကအဂျီမောရင်ဝင်လာနေပါတယ်ဝါဂျင်းဆောင်ဒါကဗယံမတာဖြစ်တာတဲ့ပိုးတယ်လို့တွင်ရင်စောစောတုန်းကဂျင်းဆောင်ပြောခဲ့တာတွေကိုပြန်စဉ်းစားနေပါတယ်ဂျင်းဆောင်ကငါရဲ့စိတ်ဆွမ်းထုတ်သုံးလိုက်တာနဲ့မင်းပထမတက်ကိုတီးသွားပြီးငါဒီမှာရှိနေတာကိုသူတို့ကိုပြောကြလိုက်ဆိုတာကိုစွန်းဟာကဘာအောက်စင်ရမှာလားမင်းကရောလို့မေးလိုက်တဲ့အခါဆောင်းကငါ့ကိုကြုံမှုပြောထားတယ်လေငါလည်းမင်းကိုကြုံမယ်လို့ပြောပါတယ်ဒီဆုံးဟာကပြောခဲ့တယ်လို့ပဲငါလုပ်ခဲ့ပေမဲ့ဟိုသွေးနေတော့ရန်ကတောင်ရဲပေါ်ရက်ဘက်ကိုမိတ်ဆက်လိုက်ပါအောင်လို့ပြောတော့သုံးဟာကကျွန်တော်ကစောချုံအထက်တန်းကျောင်းကဒုတိယနှစ်ဒီဆုံးဟာပါခင်ဗျားလူချင်းတဲ့ငွေတွေငါးတန်းကျောင်းမှာရှိပါရဲ့လို့ပြောလိုက်တဲ့အခါအီချမ်းကအဲ့လိုထူးဆန်းတဲ့နေရာမျိုးမှာမိခင်တတရှိတယ်ပေါ့လို့ပြောတဲ့အတွက်ဆုံးဟာကကျွန်တော်တငယ်ချင်းထားတာလို့ပြောလိုက်တဲ့အတွက်အီချမ်းနဲ့သူ့တပည့်တွေကအကြောင်းသွားပါတယ်ဘာမင်းတငယ်ချင်းလားအခုမှငါတွေးကြည့်မိတယ်အပေါ်ကိုစစ်ဖို့သွားတယ်ရဲဘော်ရဲဘက်တွေဘာလို့တင်မလာသေးကြရလဲရဲဘော်ရဲဘက်တွေတောင်ပိုင်းကလေးတယောက်လျှောက်သွားနေတာကိုမင်းတို့ကဒီတိုင်းအလားဟာတာရက်နေကြတာပေါ့ဆိုကကြီးလိုက်တော့စစ်သားတယောက်ကစစ်သေးတာမသိကျွန်တော်အခုသွားစစ်စီလိုက်ပါမယ်ကျွန်တော်ကိုအခွင့်အရေးတစ်ခုလောက်ထပ်ပေးပါလို့ဦးညွတ်ကတောင်းပန်နေတဲ့အီချမ်းကရဲဘော်ရဲဘက်ငါးလက်တွေကအကြီးခံထားရတာဆိုတော့မင်းကိုအခွင့်အရေးတစ်ခုထပ်ပေးလိုက်မယ်ဒီဘန်ကပတ်စံတွေနဲ့ကလေးတွေအကုန်လုံးခေါ်လာခဲ့ဆိုပြီးအမိတ်ပေးလိုက်ပါတယ်ဟိုကစစ်သားကကျေးဇူးတင်ပါတယ်စစ်တင်တာမသိဆိုပြီးအလေးပြုလိုက်ပါတယ်အီချမ်းကထပ်ပြီးတခြားလူတွေလည်းအကုန်လိုက်သွားကြငါတခြားထောက်ချက်ပေးတာကိုလက်ခံမှာမဟုတ်ဘူးလို့ထပ်မံအမိတ်ပေးလိုက်တော့အကုန်လုံးကညက်ကိုရီးယားကိုအလေးပြုပါတယ်ဆိုပြီးပြောကြပါတယ်အီချမ်းကထပ်ပြီးဆွန်းဟောက်ကိုကြည့်ကအောင်ပိုင်းရဲဘော်ရဲဘက်မင်းဒီကိုလာမှာလားဟိုဘက်ကိုသွားမှာလားမေးတော့ဆွန်းဟောက်ကကျွန်တော်လာပါမယ်ဆိုကလာနေပါတယ်အီချမ်းကတော်တဲ့ကလေးပဲငါ့ရဲ့ရဲဘော်ရဲဘက်တွေမင်းတငယ်ချင်းတွေကိုခေါ်တော့ငါတင်းလို့ပြောစရာလေးတစ်ခုလုပ်ကြတာပေါ့အောင်ပိုင်းရဲဘော်ရဲဘက်အိမ်နဲ့ဆိုမိန်းကလေးကိုတွေ့တယ်မှတ်လားသူ့လက်ဒါမှမဟုတ်ခြေကိုယူလာပေးနိုင်တဲ့ဘသူကိုမဆိုအဲ့လူရဲ့အသက်ကိုချမ်းသာပေးမယ်ရဲဘော်ရဲဘက်တွေမင်းတို့ဘာလုပ်နေကြရလဲဆိုကဒီအပိုင်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရင်ဆောင်စီသွားတဲ့မြောက်ကိုရီးယားကလူတွေနဲ့စာကန်ဆဲဟုံးတို့ဘာဆက်ဖြစ်မလဲဆိုတာကိုတော့နောက်ပိုင်းလေးမှာဆက်တွေ့ပါမယ်အားလုံးပဲကျေးဇူးပါ